ခုပြထားတဲ့စကားလုံးတွေကိုအချိန်3မိနစ်ကျော်ပေးပြီးတော့ကိုနားလည်သွားလိမ့်မယ်ဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြထားပါတယ်ကိုတို့အရန်အကျိုးရှိပါတယ် this that these though အင်္ဂလိပ်စာမှာဒီကောင်တွေကအရန်ကိုအသုံးများတယ်ဒါပေမဲ့လူတော်တော်များကအသုံးများပေမဲ့ရောထွေးကြတယ်ပေါ့နော်ဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာမသိကြဘူးတီရှယ်ကဒီနေ့ရှင်းလင်းသွားအောင်ဒီဗီဒီယိုမှာတခြားပြောပြပေးပါမယ်ဗီဒီယိုအဆုံးထိတခြားကြည့်ကြပါနားလည်သွားပါလိမ့်မယ်နော် okay let's start စကြရအောင် this ပေါ့နော် this ပေါ့ THIS this နဲ့ရင်းစားမယ် this ဆိုတာတခုပဲဒါလေးပေါ့ဒါပေမဲ့ this ကိုကြတော့ဒီရှယ်တို့ရဲ့အနီးအနားမှာရှိတဲ့အရာတွေတခုတည်းသောအရာတွေအတွက် this ကိုသုံးရတယ်เนาะမှတ်ထားမယ်เนาะတခုတည်းသောအရာဥပမာဆိုရင်ဒီမှာဘောပင်တစ်ချောင်းပဲထားလိုက်ပါတော့အဲ့ဒါဆိုရင် this is a pen ဒီမှာဘောပင်တစ်ချောင်းဆိုတဲ့အဓိပ္ပာယ်ကိုဖြစ်သွားမယ်မှတ်ထားမယ်เนาะ this ကကိုယ့်ရဲ့အနီးအနားမှာရှိတဲ့အရာတခုတည်းသောအရာတွေအတွက် this ကိုသုံးမယ်Okay နောက်ထပ်တစ်ခု that 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 အဲ့ဒါကကြတော့ဆရာမတို့နဲ့ဝေးမှရှိတဲ့တခုတည်းသောအရာတွေအတွက်သုံးမယ်ဒီရှယ်တို့လက်ကမ်းမမီတဲ့အဝေးမှရှိတဲ့တခုတည်းသောအရာတွေအတွက်ကိုသုံးမယ်အမှတ်ထားမယ်เนาะ this နဲ့မတူဘူးเนาะဥပမာဆိုရင်ဒီဘောပင်ကအဝေးမှပဲထားလိုက်ပါအဲ့ဆိုရင် that is a pen လို့ပြောရတယ်this သုံးလို့မရဘူးเนาะ this ကအနီးမှာ that ကအဝေးမှာဒါပေမဲ့တခုတည်းသောအရာတွေအတွက် this နဲ့ that တွေကသုံးရပါတယ် okay မှတ်ထားမယ်เนาะ okay these လာပြီ these ကကြတော့တခုထပ်ပိုသွားတဲ့အရာနှစ်ခုအထက်ကအရာတွေအကုန်လုံးကို these ကိုသုံးရမယ်ခုနက this ကအနီးမှာရှိတဲ့အရာသုံးရတာလို့တချို့ပြောတာမှတ်မိတာအဲ့လိုပဲ these ကလည်းအနီးမှာရှိတဲ့အရာကိုနဲ့နီးနီးနားလေးမှာရှိတဲ့အရာတခုထပ်ပိုသွားတဲ့အရာနှစ်ခုကနေစပြီးတော့ these ကိုသုံးရမယ် for example ပေါ့နော် these are pens ဒီမှာဘောပင်နှစ်ချောင်းဆိုပြောတယ်ဘောပင်တွေဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်တယ်this ကကိုနဲ့နီးနီးလေးမှာရှိတဲ့အရာတစ်ခုထပ်ပိုသွားတဲ့အရာတွေနှစ်ခုကနေစပြီးတော့သုံးရမယ်မှတ်ထားနော်နောက်ထပ်တစ်ခု those ကခုနကတည်းကပြောတယ် that ကတခုတည်းအရာအဝေးမှာရှိတဲ့အရာကိုသုံးရတယ်ဟုတ်တယ်နော်အခု those ကအဝေးမှာရှိတဲ့အရာခုနလိုပဲတခုထပ်ပိုသွားတဲ့အရာနှစ်ခုကနေစပြီးအဝေးမှာရှိတဲ့အရာတွေကိုပြောချင်ရင် those ကိုသုံးရတယ်ဥပမာဆိုရင်ဒီဘောပင်တစ်ချောင်းကအဝေးမှာရောက်နေတဲ့ထားလိုက်တော့အဲ့ဆို for example those are pens ဆိုတဲ့အဓိပ္ပာယ်ကိုဖြစ်သွားမယ်ဒါဆိုရင် those ကအဝေးမှာရှိတဲ့အရာတစ်ခုထပ်ပိုတဲ့အရာနှစ်ခုကနေစပြီးတော့ပြောချင်လို့ရှိရင် those ကိုသုံးရမယ်မှတ်ထားနော်ဒီလေးခုလုံးကိုပြန်နှွေးကြည့်ကြမယ် this နီးနီးလေးမှာရှိတဲ့အရာတစ်ခုတည်းသောအရာတွေကိုပြောချင် this ကိုသုံးမယ်နော် that အဝေးမှာရှိတဲ့အရာတစ်ခုတည်းသောအရာတွေကိုပြောချင် that ကိုသုံးမယ် these နီးနီးလေးမှာရှိတဲ့အရာတစ်ခုထပ်ပိုသွားတဲ့အရာတွေနှစ်ခုကစပြီးတော့ပြောချင်ရင် these ကိုသုံးမယ် those အဝေးမှာရှိတဲ့အရာတစ်ခုထပ်ပိုသွားတဲ့အရာနှစ်ခုကနေစပြီးတော့ပြောချင်ရင် those ကိုသုံးမယ်ပြောရမယ်ဆိုရင် these ပေါ့နော် these က this ရဲ့ plural အများကိန်းဖြစ်ပြီးတော့ those က that ရဲ့ plural အများကိန်းဖြစ်ပါတယ်တစ်ခုထပ်ပိုသွားတဲ့အတွက်ကြောင့်အများကိန်းလို့ပြောခြင်းဖြစ်ပါတယ် okay အဲ့ဒါဆိုရင်အတွဲလိုက်မှတ်မယ်this နဲ့ these နဲ့ကအနီးမှာရှိတဲ့အရာကိုပြောတာ that နဲ့ those နဲ့ကအဝေးမှာရှိတဲ့အရာကိုပြောတာပါ okay နားလည်မယ်ထင်ပါတယ် bye thank you for watching see you in my next video